မောက်မမင်္ဂလာပါတက်ရှို City Channel မှာပြောကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာလေးကမြန်မာနိုင်ငံမှာGoogle account ရှောက်ခတ်နေတဲ့ဟာလေးပေါ့နော်သူကကြတော့သုံးမိသားစင်ကတ်ကြီးဆိုပြီးတော့ခဏခဏပြောနေပေါ့နော်ဒီနေ့ကျွန်တော်ရှောက်ပြပေးမယ်အလွယ်တကူဆုံးနီးလန်းနဲ့ရှောက်ပြပေးပါအောင်ပေါ့နော်လိုက်ကြည့်လိုက်အောင်လေအရင်ဆုံးကျွန်တော် Redmi 9A လေးတစ်လုံးပေါ့နော်Play Store တွေကိုဝင်ထားလိုက်ပြီအဲ့မှာကျွန်တော်က Google account ရှောက်မှာဆိုတော့ sign in ကိုနှိပ်မယ်ပေါ့နော် sign in ကိုနှိပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဘာလို့လဲဆိုလို့ရှိရင် single ထဲမှာဘေးရှိရမယ်ပေါ့နော်ကိုရှောက်မဲ့ single ထဲမှာဘေးအနည်းဆုံး900 300 200ပေါ့နော်အဲ့လောက်ရှိသေးတယ် message တစ်စောင်ပို့ဖို့အတွက်ကိုတော့ဘေးထည့်ထားရမယ်ပေါ့နော်ကျွန်တော် create account ရှောက်မှာဆိုတော့ create account ပြီးရင်personal ပေါ့နော်ပြီးရင် first name last name မှာထည့်မယ်ပေါ့နော် first name last name မှာကိုယ့်ရဲ့နာမည်ထည့်မယ်ပေါ့နော်ပြီးရင် next ကိုနေမယ်နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့မွေးရက်မွေးလမွေးနှစ်ပေါ့နော်အဲ့ဒါတွေထည့်မယ်ပေါ့နော်အဲ့ဒါတွေကမွေးနှစ်ကြလို့ရှိရင်18နှစ်ပြည့်ပြီးသားလေးထည့်ရင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်အကောင့်ဘန်းနာတွေပိုင်းမဖြစ်အောင်လို့ပေါ့နော်ကျွန်တော်ကတော့2000ဆိုပြီးထည့်လိုက်တယ်ပေါ့နော်ပြီးရင်အထီးမှယူမယ်ပေါ့နော်ပြီးလို့ရှိရင် next ကိုနှိပ်မယ်ပေါ့နော်ပြီးလို့ရှိရင်အမှကိုကြိုက်တဲ့နာမည်ရွေးလို့လည်းရတယ်အောက်ဆုံးဟာထောက်ပြီးတော့ကိုယ်ပိုင်းကိုနာမည်ထားလည်းရတယ်ပေါ့နော်ကျွန်တော်အခုတစ်ခုရွေးပြီးတော့ next ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် password ထည့်မယ်ပေါ့နော်ဖုန်းထဲမှာဘေးလေးတော့ထည့်ထားမှရမယ်သူက single ကနေမှ message ပို့ရမှာပေါ့နော်ဘယ် single ဘယ် audio နဲ့ရှောက် MyDay နဲ့ပဲရှောက် MPT နဲ့ပဲရှောက်ပေါ့နော်ဘာနဲ့ရှောက်ဘေးလေးတော့ထည့်ထားမှာပေါ့နော်ကို6 single ထည့်တော့ပြီးရင် password ထည့်ပြီးရင် next ကိုနှိပ်မယ်အဲ့မှာ verify your phone number ဆိုပြီးတော့ပြောတယ်ပေါ့နော်ကျွန်တော်အဲ့တော့ verify လေးကိုတစ်ချက်နှိပ်လိုက်မှာပေါ့နော် verify ကိုနှိပ်လိုက်လို့ရှိရင်ညာဘက်မှာကျွန်တော်ပြထားတဲ့ပုံစံမျိုးကြီးပြ please try with a different phone number ဆိုပြီးတော့ပြရတယ်ပေါ့နော်အဲ့မှာ next ကိုနှိပ်လိုက်လို့ရှိရင် तू ကအရှိကိုပဲပြန်ရောက်သွားတယ်ပေါ့နော်တခြားဖုန်းနံပါတ်ကိုသုံးခိုင်းရပေါ့နော်ဒီဖုန်းနံပါတ်နဲ့မရဘူးပေါ့အဲ့တော့ကျွန်တော်ကွန်ပျူတာကနေမှ browser တစ်ခုခုတည်းကိုတွားပြီးတော့ခုန create account လုပ်မဲ့နေရာကိုသွားမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဘာလုပ်မလဲဆိုတော့browser ဖွင့်မယ်ပေါ့နော် browser ဖွင့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုရှောက်မဲ့ဖုန်းထဲမှာ single ထည့်ထားရမယ်ဘေးထည့်ထားရမယ်နော် single နံပါတ်နဲ့ဖုန်းဘေးနဲ့ထည့်ရမယ်ပေါ့နော်အဲ့ဒီဟာကလောက်ရတာလွယ်ပါတယ်တိတ်တော့အခက်ကြီးတော့မဟုတ်ဘူးပေါ့နော်အဆင်ပြေမယ်လို့တော့ထင်ပါတယ်ပြီးရင် Chrome browser တစ်ခုကိုသွားမယ်ပြီးရင် create Gmail account ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော်create Gmail account ဆိုပြီးတော့ရိုက်ရှာလာကျွန်တော်ရှာထားပြီးသားဆို enter လေးခောက်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် create and Gmail account ဆိုပြီးတော့ရိုက်မယ်ပြီးလို့ရှိရင်အောက်နားလေးကိုနည်းနည်းဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်လို့ရှိရင် create and account ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကအကောင့်ထည့်ထားပြီးသားဆိုတော့ညာဘက်ကအကွက်ကလေးထဲမှာထောက်မယ်အောက်ဆုံးမှာအကောင့်ဆိုပြီးတော့နာသာအကောင့်ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လေးကိုရွေးမယ်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့အသစ်ရှောက်မှဖြစ်တဲ့အတွက်အောက်က create account မှာရွေးမယ်ပေါ့နော်ပြီးရင် for my personal use ပေါ့နော်ပြီးရင် first name last name ပေါ့နော်ကျွန်တော် demo ဆိုတဲ့နာမည်လေးနဲ့ရှောက်ပြပေးပါမယ်နော်ဒီဟာကအကောင့်ကခိုင်ပါတယ်ပြန်ပြီးတော့လည်းမပြတ်ပါဘူးပေါ့ပြန်ပြီးတော့လည်းမပြတ်ဘူးနော်ပြီးရင်ရက်လနှစ်ထည့်မယ်ပေါ့နော်ရက်ဒီလတွေနှစ်တွေထည့်မယ်18နှစ်ပြည့်ပြီးတဲ့ခုနှစ်ကိုထည့်ရင်ပို့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်2001လို့ထည့်လိုက်မယ်ပြီးရင်တင်မို့ဆိုတော့မိမဆိုတော့ female ကိုရွေးလိုက်တယ်ပြီးရင်ကျွန်တော်တီမို့4951နှစ်ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်လွယ်တယ်ပေါ့နော်လွယ်တာလေးလည်းရွေးတာပေါ့ပြီးရင်နေအမှပထမက password ကိုလည်းကိုထင်ထင်ရှားရှားမှတ်မိမဲ့ password ကိုထည့်ပါအပေါ်ကရိုက်ထည့်တဲ့ password နဲ့အောက်ကရိုက်ထည့်တဲ့ password နဲ့တူရမယ်ပေါ့နော်ကဏ္ဍလည်းပါရမယ်စလုံးတွေလည်းပါရမယ်ပေါ့နော် ABCD စလုံးလည်းပါရမယ်ကဏ္ဍလည်းပါမယ်ကိုမှတ်မိမဲ့ဟာမျိုးပေါ့ပြီးလို့ရှိရင်နှိပ်ကိုနှိပ်ပါဒီဥစ္စာနဲ့ရှောက်တဲ့ဟာကအကောင့်လည်းပြန်မကြဘူးပေါ့နော်ခိုင်တယ်ပေါ့တခါလေ recovery mail ရော recovery phone number ထည့်မယ်နော်next ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ scan QR code ဆိုတဲ့ scan the QR code with phone ဆိုပြီးတော့ပြောလိုက်မယ်နော်အဲ့တော့ကျွန်တော်ခုနရှောက်လို့မရတဲ့ဖုန်းကနေမှ
စကန်ဖတ်မယ်ပေါ့နော်ပြီးလို့ရှိရင်တချို့ဖုန်းတွေကတော့မပါဘူးစကန်တာဇာပြာတွေကနေမှစကန်ဖတ်လိုက်လေရရနော်စကန်ဖတ်လိုက်မယ်ကျွန်တော်ခုနဟာစကန်ဖတ်ပြီးလို့ရှိရင်အောက်နားလေးမှာ go to the website ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပါနှိပ်လိုက်လို့ရှိရင် website တွေကိုသူဒါလိုက်သွားလိမ့်မယ်အဲ့ကြရင် single send SMS ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့မှာခဏဆောင်ပြီးလို့ရှိရင်အဲ့မှာသူကပို့ရမယ့်စာလေးပေါ်လာပြီပေါ့နော်ဒါလိုက် message ထဲမှာပေါ့နော်အဲ့တော့ကိုပို့မဲ့ single 1လား2လား MPT လား MIND လားရွေးပြီးတော့ send ကိုနှိပ်ပေးလိုက်နော်အဲ့ဒါဆိုလို့ရှိရင်သူကအကောင့် activate လုပ်နေရပါနော်စက်ရုပ်မဟုတ်ကြောင်း robot မဟုတ်ကြောင်းနော်အဲ့ဒါကို activate လုပ်နေတာသူက1မိနစ်ကနေမှ3မိနစ်ထိကြာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က1မိနစ်ကနေ3မိနစ်ထိစောင့်ကြည့်မယ်ပေါ့နော်ဒီလိုလျှောက်တာကအကောင့်မပြတ်ဘူးပေါ့နော်3မီတာ single တွေဆိုလဲပြန်ပြီးတော့လျှောက်လို့ရတယ်ပေါ့နော်ဘယ် single ဖြစ်ဖြစ်ပေါ့ဖုန်းမှာလျှောက်လို့ရှိရင်သူက3မီတာကြီး single 3မီတာကြီးဆိုပြီးပြရတယ်ပေါ့နော်ဒါမျိုးလျှောက်လို့ရှိရင်တော့မပြဘူးပြန်3မီတာ single လည်းပြန်သုံးလို့ရတယ်ပေါ့နော်ကွန်ပျူတာလေးရှိရင်တော့ပိုးဆင်ပြီးတယ်မရှိဘူးဆိုလဲတခြားဖုန်းတစ်လုံးကနေမှ browser ကိုသွားပြီးတော့အဲ့လိုမျိုးအကောင့်လျှောက်ရင်ပိုးဆင်ပြီးဒါဆိုလို့ရှိရင်ကျွန်တော်10မိနစ်ကနေ3မိနစ်တွင်စောင့်လိုက်တာပေါ်လာပြီပေါ့နော်ဒီမှာ recovery email ကိုဒီမှာတစ်ခါတည်းထည့်ခဲ့လဲရတယ်မထည့်ခဲ့ခြင်းလို့ skip ကိုနှိပ်လဲရတယ်ပေါ့နော်recovery email ကကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေရဲ့recovery email ကိုထည့်ပေါ့နော်ကျွန်တော်ဒီမှာတစ်ခါတည်းထည့်ခဲ့လိုက်မယ်ဗျာနော်အဲ့တော့ကိုယ်တငယ်ချင်းအတိမိတ်ဆွေဟာရှိရဆိုထက်မရှိဘူးဆိုရင် skip လောက်ခဲ့ပေါ့ရှိလို့ထည့်ခဲ့တာပိုးကောင်းတယ်ဘာလို့ဆိုတော့အကောင့်ကိုခိုင်နေပေါ့နော်အကောင့်ခိုင်နေပေါ့ပြန်ပြီးတော့ log ကြတာတွေဘာမဖြစ်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တစ်ခါထည့်ခဲ့လိုက်တာဆိုတော့နှိပ်ကိုနှိပ်လိုက်ရ skip ကိုနှိပ်လိုက်ရပါနော်အားလုံးပဲရှင်းသွားအောင်လို့ကျွန်တော် skip ပဲနှိပ်လိုက်မယ်ဗျာနော် skip ပဲနှိပ်တယ်ပြီးရင်ဒီမှာအကောင့်လေးရပြီပြီးရင်နှိပ်ကိုနှိပ်မယ်ပြီးရင်အောက်ကိုဆွဲချလိုက်ပါပြီးရင် agree ကိုနှိပ်လိုက်ဒါဆိုရင်ကိုယ့်ရဲ့ account တစ်ကောင်ရပြီပေါ့နော် Gmail account ရပြီဒါပေမဲ့ဘာတွေလိုအပ်သေးတော့ Gmail ခံအောင်ဆိုပြီးတော့ဘာတွေလိုအပ်သေးအောင်ဆိုတော့ကျွန်တော်တို့ကrecovery Gmail ရထည့်မယ် recovery phone number ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုပိတ်လိုက်မယ်ပိတ်ပြီးလို့ရှိရင်အောက်မှာ add recovery phone number ဆိုတာရှိရပေါ့နော်အဲ့မှာ recovery phone number ထည့်မယ်ဒီလိုတစ်ခါတည်းထည့်လိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ account ကခိုင်လဲခိုင်နေမပြတ်လည်းမပြတ်တော့ဘူးเนาะပြီးလို့ရှိရင်3-4ရက်လောက်နေပြီးလို့ရှိရင်robot ဖြစ်ကြောင်းနေပါပြန်ရွေးခိုင်းကြလည်းမလိုတော့ဘူးဒါကတခါတည်းအကောင့်ကခိုင်ပြီးသားဖြစ်သွားလိမ့်မယ်เนาะခုနကကျွန်တော် single ပို့ထားတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပဲပေါ့เนาะအဲ့မှာမိမိရဲ့ဖုန်းနံပါတ်ကိုထည့်မယ်ပြီးရင် sys ကိုနှိပ်မယ်เนาะအပေါ်မှာပြီးလို့ရှိရင် UR recovery email ဆိုပြီးတော့ထည့်ခိုင်းတယ်အဲ့ဒီဟာကကိုယ့်ရဲ့အနီးနားမှာတငယ်ချင်းရှိရဆိုရင်တငယ်ချင်းဖုန်းကိုခဏငှပြီးသူ့ရဲ့ Gmail လေးကိုထည့်လိုက်ထည့်ပြီးလို့ရှိရင်အပေါ်မှာ recovery email ဆိုပြီးတော့ကျွန်တော်ဒီမှာခဲတန်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အမှပြီးလို့ရှိရင်တကယ်ချင်းအတိမိတ်ဆွေရဲ့ဖုန်း Gmail ကိုကျွန်တော်ထည့်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ရဲ့ Gmail ထည့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်သူလော့ကြတော့လဲကျွန်တော်အကောင့်ထဲမှာတစ်စစ်ပြန်ပြီးတော့ password change တာပဲဖြစ်ဖြစ်ဖုန်း change တာပဲဖြစ်ဖြစ်ပျောက်သွားတာပဲဖြစ်ဖြစ်ပြန်ဆယ်လို့ရအောင်လို့ပေါ့နော်ကျွန်တော်ရဲ့ Gmail တကယ် Gmail ကိုဒီမှာတော့ထည့်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် save ကိုနှိပ်မယ်ပေါ့နော် save ကိုနှိပ်မယ်ပြီးလို့ရှိရင်အဲ့ဒီ Gmail က verify မဖြစ်သေးဘူးသူကကြတော့ code မယူရသေးဘူးဖုန်းနံပါတ်ကကြတော့ခုန code ယူပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော် code ယူဖို့အတွက်ခဲတန်းလေးတစ်ချက်ထပ်နှိပ်မယ်ပြီးရင် send code ကိုနှိပ်မယ် send code နှိပ်လိုက်လို့ရှိရင်ခုနကိုယ့်ရဲ့တငယ်ချင်းဖုန်းထဲကemail တွေကိုကုတ်6လုံးလာလိမ့်မယ်ပေါ့နော်ကျွန်တော်ဖုန်းထဲကိုယူကြည့်လိုက်အောင်မယ်လာပြီလားဆိုတာလေးကိုကိုနံပါတ်လေးလာပြီလားဆိုတော့လာပြီ3930 98ရှော့ပြီးရင် verify ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် Gmail account ကလုံးဝခိုင်သွားပါပြီအားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်ပြီးလို့ရှိရင်ဒီမှာအကောင့်မှာကဘာလိုအပ်သေးတော့ဆိုတော့သူကလိပ်စာတွေပဲထည့်ခိုင်းတယ်ပေါ့အဲ့ဒါကြီးထည့်လဲရပါထည့်ရင်တော့ပိုကောင်းတာပေါ့ကျွန်တော်ခုနရှောက်ထားတဲ့အကောင့်လေးကိုဖုန်းမှာဝင်ကြည့်လိုက်မှာပေါ့နော်ခုနဖုန်းနဲ့ရှောက်တာတော့မရဘူးပေါ့နော်ကျွန်တော် PC မှာ browser ကနေမှဝင်ပြီးတော့ရှောက်လိုက်တော့အကောင့်လေးတစ်ကောင်ရပြီပေါ့နော်
အမှကျွန်တော်ခုနရှောက်လို့မြင်ရတဲ့ဖုန်းတွေကိုခုန Gmail လေးထည့်မယ်ပေါ့နော် sign in နဲ့ဒီခါကျရင် create account မို့တော့ခုနကကွန်ပျူတာမှာရှောက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တစ်ခါတည်းပဲထည့်လိုက်မယ် T MOE မို့လေးကုန်း5နှစ်ကို5.gmail.com အဲ့တော့အမှကကြတော့ gmail.com နဲ့မထည့်လေရတယ်ပေါ့နော်သူကလိပ်စာက gmail လိပ်စာပဲဆိုတော့ဒီမှာတော့ထည့်ပေးလိုက်မှာပေါ့နော် gmail.com ပြီးရင် next ကိုနေမယ်ပြီးလို့ရှိရင် password ကနှစ်ခုထားခဲ့ရအောင်အဲ့ password ကိုတခြားပြန်ပြီးတော့ထည့်မယ်ပေါ့နော်တခြားပြန်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော် channel လေးကိုလည်း like subscribe notification လေးယူပေးထားပါအောင်ခင်ဗျာဘုဒ္ဓရရရှိအောင်ဗီဒီယိုလေးတင်ပေးတော့ပါမယ်ပြီးလို့ရှိရင်တုံတန်းကုန်ပေါ့နော်သူဘက်ကက်လုံးမလားပါညာမေးတာပေါ့နော်အကောင့်ထဲမှာရှိပြီးသားကြီးတော့ကျွန်တော်ကရှုပ်သွားမှာဆိုလို့မလုပ်တော့ဘူးပြီးရင် I agree ပြီးရင် I agree ပြီးလို့ရှိရင်ဒါဆိုရင်အကောင့်ကပွင့်သွားပါပြီ